Redmi K30 Ultra လေး no power CPU ကင်မယ်ပေါ့နော် CPU ကင်တယ်ကျွန်တော်ဗီဒီယိုတော့ရိုက်မှတ်ထားလိုက်ရဘူးဒါပုံလေးရှင်းမှာခွာတဲ့ဟာပုံလေးတွေရိုက်ထားတယ်နောက်မှာတော့ပြန်လောင်းပြီးသွားတဲ့အချိန်မှာနောက်ဗီဒီယိုလေးရိုက်ထားတယ်ပြန်လောင်းပြီးတော့ power ဖွင့်တဲ့အချိန်မှာတော့เนาะဒါပြီးသွားပြီဒါစက်ထက်ပြန်ထည့်တဲ့အချိန်လေးအမှပြန်တက်ပြီပေါ့ K30 Ultra CPU နှစ်ထပ် CPU လေးကင်တာလေးနည်းနည်းလေးရစ်ထားတာနားလေးကြာလို့ဒါ CPU ပြတက်သွားပြီစကန်လို့ကိုရောက်သွားပြီ Okay အဆင်ပြေသွားပြီနောက် password ကိုရမ်းနှိပ်တာပွင့်သွား0ကြီးနှိပ်ချလိုက်အလင်းတင်မှာ share ကောင်းသွားပြီအဖိုင်ကျေးဇူးပါ